ချစ်ပရိသတ်ကြီးရှင်ကျမတို့လူလောကကြီးထဲမှာမိမိပြုတဲ့ကံမိမိထံပြန်လာတယ်ဆိုတဲ့စကားပုံတစ်ခုရှိပါတယ်။လူအချို့ကငွေကြေးတနာနဲ့အာဏာစည်းစိမ်တွေနောက်ကိုလိုက်ရင်းနဲ့မိမိအပေါ်အလွန်ကောင်းခဲ့တဲ့ကျေးဇူးရှင်တွေကိုမေ့လျော့တတ်ကြပါတယ်။ဒါပေမဲ့ကံတရားဆိုတာမျက်စိမရှိပေမဲ့အရာရာကိုအမြဲတမ်းစောင့်ကြည့်နေတတ်ပါတယ်။ယနေ့တင်ဆက်ပေးမယ့်ဖြစ်ရပ်မှန်ဘဝဇလန်းလေးကတော့ငွေမက်ပြီးမိဘနဲ့ဇနီးတွေကိုစွန့်ပစ်ခဲ့တဲ့အမျိုးသားတစ်ယောက်အကြောင်းပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့အနှစ်20ကျော်ကမြန်မာပြည်အလယ်ပိုင်းကရွာငယ်လေးတစ်ရွာမှာကျော်စွာဆိုတဲ့လူငယ်တစ်ယောက်ရှိခဲ့ဘူးပါတယ်။သူဟာအလွန်ပဲရည်မှန်းချက်ကြီးပြီးငွေကြေးချမ်းသာခြင်းတဲ့သူတစ်ယောက်ပါကျော်စွာမှာတီတာဆိုတဲ့ရိုးသားပြီးကရုဏာစိတ်ရှိတဲ့ဇနီးတဲ့တယောက်ရှိပါတယ်။တီတာဟာကျော်စွာအပေါ်တင်မကပဲကျော်စွာရဲ့အိုမင်းမစွမ်းဖြစ်နေတဲ့မိဘနဲ့ပါးကိုလည်းလှုပ်ကြွေးပြုစုပေးခဲ့တဲ့မိန်းမကောင်းတယောက်ဖြစ်ပါတယ်။ရွာထဲမှာတော့သူတို့မိသားစုဟာအလွန်ပဲဆင်းရဲလွန်းလာပါတယ်။ကျော်စွာကမြို့တက်ပြီးစီးပွားရှာချင်တယ်လို့အမြဲတမ်းပြောလေးရှိတယ်။တီတာကလည်းလင်ယောက်ျားရဲ့ဆန္ဒကိုလိုက်ရောပြီးသူမရဲ့မိဘတွေစီကအမွေရထားတဲ့နောက်ဆုံးပိုင်ဆိုင်တဲ့ရွှေနားကပ်လေးကိုချုပ်ပြီးကျော်စော့ကိုလမ်းစရိတ်အဖြစ်ပေးခဲ့ပါတယ်။မောင်မြို့မောင်အစဉ်ပြေရင်နှမတော်နဲ့မိဘတွေကိုပြန်ခေါ်ပါနော်လို့တီတာကမျက်ရည်လေးဝဲရင်မှာခဲ့ပါတယ်။ကျော်စွာမြို့ကိုရောက်တဲ့အခါမှာတော့အစပိုင်းမှာအခက်ခဲတွေအများကြီးကြုံရပါတယ်။ဒါပေမဲ့ကံကောင်းချင်တော်မျိုးကအလွန်ချမ်းသာတဲ့ပွဲရုံပိုင်ရှင်တထေးကြီးတယောက်ရဲ့သမီးဖြစ်သူဆန္နာနဲ့ဆုံတွေ့ခဲ့ပါတဲဆန္နာဟာကျော်စွာရဲ့စကားပြောပြပြမှုကိုသဘောကျမိသွားပါတယ်။ကျော်စွာဟာငွေကြေးနဲ့စီးစိမ်ကိုမြင်တဲ့အခါမှာရွာမရှိတဲ့ဇနီးတဲ့တီတာနဲ့အိုမင်းနေတဲ့မိဘတွေကိုချက်ချင်းပဲမေ့ပစ်လိုက်ပါတော့တယ်။သူဟာတထေးသမီးကိုအလိုလိုက်ပြီးမိမိမှာအိမ်အောင်မရှိဘူးမိဘတွေလည်းမရှိတော့ဘူးလို့လိမ်ညာခဲ့ပါတယ်။မကြခင်မှာပဲကျော်စွာနဲ့ဆန္ဒတို့ထိမ်းများမင်္ဂလာပြုလုပ်ခဲ့ကြပြီးကျော်စွာဟာရုတ်တရက်ဆိုသလိုတထေးမက်ဖြစ်သွားခဲ့ပါတယ်။ရွာကမိဘတွေနဲ့ဇနီးတဲ့တီတာကတော့ကျော်စွာစီကသတင်းကိုနေတိုင်းမျှော်လင့်နေခဲ့ကြပါတယ်။လပေါင်းများစွာကြာလာတဲ့အခါမှာတော့သတင်းဆိုးတစ်ခုရွာကိုရောက်လာခဲ့ပါတယ်။အဲ့ဒါကတော့ကျော်စွာဟာမြို့မှာတထေးသမီးနဲ့အိမ်အောင်ကြပြီးစည်းစိမ်ခံနေတယ်ဆိုတဲ့သတင်းမှာပဲဒီသတင်းကိုကြားရတဲ့အခါမှာတီတာရဲ့ရင်ထဲမှာမီးစနဲ့ထိုးတလို့ခံစားလိုက်ရပါတယ်။ကျော်စွာရဲ့အဖေဦးကြီးဟာလဲသားဖြစ်သူရဲ့တစ္ဆာဖောက်မှုကြောင့်ရင်ကျိုးပြီးမကြခင်မှာပဲကွယ်လွန်သွားခဲ့ပါတယ်။အမေဦးကြီးလဲငိုလွန်းလို့မျက်စိကွယ်ပြီးအိပ်ရတဲ့လဲသွားခဲ့ရရှာပါတဲတီတာဟာမိမိရဲ့ဝမ်းနဲ့ပူဆွေးမှုတွေကိုဘေးဖယ်ထားပြီးမျက်စိကွယ်နေတဲ့ရောက်ခမအမေဦးကြီးကိုတစ္ဆာရှိရှိနဲ့ဆက်လက်ပြုစုစောက်ရှောက်ခဲ့ပါတယ်။သူမဟာသူတစ်ပါးအိမ်မှာအဝတ်လျှော်စပါးထောင်းပြီးရတဲ့ပတ်စံနဲ့အမေဦးကြီးကိုစေကူပေးကျွေးမွေးခဲ့ပါတဲတီတာဟာစိတ်နာပေမဲ့ငါပြုတဲ့ကံဟာငါအကျိုးပဲသူပြုတဲ့ကံဟာသူ့အကျိုးပဲဆိုပြီးဖျားတရားနဲ့စိတ်ကိုဖြည့်သိမ့်ခဲ့ပါတယ်။ကာလတွေရွေ့လျားလာခဲ့တာအနှစ်20ကျော်ကြာသွားခဲ့ပါ
ပြီးအချိန်တွေကလူအိုကိုလူပြိုဖြစ်မလာစေပေမဲ့ပြုလုပ်ခဲ့တဲ့ကံတရားတွေကတော့အကျိုးပေးဖို့အချိန်တန်လာခဲ့ပါပြီမြို့ကြီးမှာတော့ကြော်စွာဟာအလုံးပဲအေးစိမ်ချမ်းသာပြီးဂုံတက်ကြီးမားတဲ့တထေးကြီးတယောက်ဖြစ်နေခဲ့ပါတယ်ဒါပေမဲ့သူတို့ဇနီးမောင်နှံမှာရလာတဲ့တဦးတည်းသောတားလေးဇေယျကတော့ကြော်စွာထင်တယ်လို့ဖြစ်မလာခဲ့ပါဘူးဇေယျဟာအလွန်ပဲစိုးသွမ်းပြီးလောင်းကစားနဲ့အပေါင်းအသင်းမှားနေတဲ့သူဖြစ်ပါတယ်ကြော်စွာဟာတားဖြစ်သူကိုငွေကြေးတွေအလိုရှိသလောက်ပေးခဲ့ပြီမဲ့သားစီကနေပြန်ရတာကတော့ရိုင်းဆိုင်တဲ့ဆဲဆိုမှုတွေနဲ့အိမ်တွင်းအကြမ်းဖက်မှုတွေပဲဖြစ်ပါတယ်ကျော်စွာဟာတားဖြစ်သူရဲ့ဆဲဆိုမှုကိုခံရတိုင်းရွာမှာကြံရစ်ခဲ့တဲ့သူ့အဖေနဲ့အမေကိုပြန်လဲတတိယမိပြီးရင်ထဲမှာစိုးနေခဲ့ပါတယ်ငါမိဘတွေကိုငါမျက်ရည်ကျအောင်လုပ်ခဲ့လို့အခုငါသားကငါ့ကိုပြန်လုပ်နေတာလားဆိုတဲ့အတိစိတ်ကကြော်စော့ရင်ထဲမှာဝင်လာပေမဲ့အပြင်ကိုတော့မထုတ်ပြောရဲခဲ့ပါဘူးမကြခင်မှာပဲကြော်စော့အတွက်ကန်ဆိုးမှုတွေစက်တိုက်ရောက်လာပါတော့တဲဇနီးဖြစ်သူဆန္နာဟာကင်ဆာယောဂနဲ့ရုတ်တရက်ကွယ်လွန်သွားခဲ့ပါတယ်ဆန္နာကွယ်လွန်ပြီးနောက်မှာတော့တားဖြစ်သူဇေယျဟာပိုမူစိုးသွမ်းလာပြီးဖခင်ဖြစ်သူကျော်စော့ကိုကြက်မဆိုင်တော့ပဲပွဲရုံကပိုင်ဆိုင်မှုတွေကိုသူ့နာမည်ပြောင်းဖို့အတင်းအကျပ်တောင်းဆိုပါတော့တယ်ကျော်စွာကညှင်းဆန်တဲ့အခါမှာတော့တားဖြစ်သူကကျော်စော့ကိုရိုက်နှက်ပြီးအခန်းထဲမှာပိတ်လောင်ထားခဲ့ပါတယ်နောက်ဆုံးမှာတော့တားဖြစ်သူဟာပွဲရုံနဲ့အိမ်ကြီးကိုပါလောင်းကစားဝိုင်းမှာအပေါင်ထားပြီးရှုံးနိမ့်သွားခဲ့ပါတယ်အကျွေးရှင်တွေရောက်လာပြီးအရာရာကိုသိမ်းဆည်းသွားတဲ့အခါမှာတော့စိုးသွမ်းတဲ့သားဟာကြော်စော့ကိုလမ်းဘေးမှာစွန့်ပစ်ပြီးထွက်ပြေးပြောက်ကွယ်သွားပါတော့တဲ့ချိန်ကရွှေထီးဆောင်ခဲ့တဲ့တထေးကြီးကြော်စွာဟာအခုတော့အဝတ်တထည်ကိုတခုနဲ့လမ်းဘေးကသူတောင်းစားတယောက်ဘဝကိုရောက်ရှိသွားခဲ့ရပါပြီတစ်ဖက်မှာတော့ရွာငယ်လေးထဲကတီးသားရဲ့ဘဝကတော့တဖြည်းဖြည်းပြောင်းလဲလာခဲ့ပါတဲ့တီးသားဟာမျက်စိကွယ်နေတဲ့ရောက်ခမအမေကိုကြီးကိုကွယ်လွန်ချိန်ထိသစ္စာရှိရှိနဲ့ပြုစုစောင့်ရှောက်ခဲ့ပါတဲ့အမေအိုကြီးကွယ်လွန်ခါနီးမှာတီးသားကိုလက်ကိုဆွဲပြီးသမီးလေးရိုးသားမှုနဲ့သစ္စာတရားကြောင့်သမီးရဲ့ဘဝဟာနောက်တစ်ချိန်မှာအလွန်ပဲအေးချမ်းသာရာပါလိမ့်မယ်လို့ဆုတောင်းပေးခဲ့ပါတယ်အမေအိုကြီးကွယ်လွန်ပြီးနောက်မှာတီတာရဲ့ရိုးသားမှုကိုသဘောကျတဲ့ရွာဦးကျောင်းဆရာတော်ကြီးကတီတာကိုကျောင်းဝေရဝိဆတွေကူညီဖို့ခေါ်ယူခဲ့ပါတယ်တီတာဟာဖရာတရားနဲ့ပဲအချိန်ကုန်လွန်စေပြီးစိတ်နှလုံးအလွန်အေးချမ်းနေခဲ့ပါတယ်ရွာကလူတွေကလည်းတီတာကိုအလွန်လေးစားကြပြီးမိမိတို့ရဲ့သမီးအရင်လိုပဲစောက်ရှောက်ပေးခဲ့ကြပါတယ်တနေ့ရက်မှာတော့တီတာတို့ရှိနေတဲ့ရွာဦးကျောင်းတိုက်မှာအလှပွဲကြီးတစ်ခုပြုလုပ်ခဲ့ပါတဲရွာသူရွာသားတွေသာမကအနီးနားကစင်းရဲနွမ်းပါသူတွေသူတောင်းစားတွေပါကျောင်းဝင်းထဲမှာလာရောက်ပြီးအလှတော်စွမ်းကိုစားသုံးကြပါတဲ
တီတာဟာလာသမျှလူတွေကိုပြုံးပြုံးရွှင်ရွှင်နဲ့ထမင်းနဲ့ဟင်းတွေ့လိုက်လံကျွေးမွေးနေခဲ့ပါတဲ့အဲ့ဒီအချိန်မှာပဲကြောင်းဝင်းထောင်းကတစ်ပင်အောက်မာစုပ်ပြတ်တက်နေတဲ့အဝိစားတွေနဲ့အိုမင်းမစွမ်းဖြစ်ပြီးခြေပြစ်လက်ပြစ်ထိုင်နေတဲ့သူတောင်းစားအိုကြီးတဲ့ရောက်ကိုတီတာမြင်တွေ့လိုက်ရပါတယ်တီတာဟာထမင်းပွဲကိုကင်ပြီးထိုသူတောင်းစားအိုကြီးစီကိုရှောက်လန်းသွားခဲ့ပါတယ်အနီးနားကိုရောက်လို့ထိုသူရဲ့မျက်နာကိုတေချာကြည့်လိုက်မိတဲ့အခါမှာတော့တီတာလက်ထဲကထမင်းပွဲလေးဟာမြေကြီးပေါ်ကိုလူလူခင်ခင်ဖြစ်သွားခဲ့ရပါတယ်အကြောင်းကတော့ထိုသူတောင်းစားအိုကြီးဟာလွန်ခဲ့တဲ့အနှစ်20ကျော်ကသူမကိုရွှေနာကလေးယူပြီးတစ္ဆာဖောက်ဆွန့်ပစ်ခဲ့တဲ့လင်ယောက်ျားကျော်စွာဖြစ်နေလို့ပါပဲကျော်စွာဟာလည်းသူ့ရှိကိုရောက်လာတဲ့အမျိုးသမီးကိုမောကြည့်လိုက်တဲ့အခါမှာဝတ်ကောင်းစားလာလေးနဲ့စိတ်အေးချမ်းသာစွာပြုံးနေတဲ့သည်တားကိုချက်ချင်းပဲမှတ်မိသွားပါတဲ့ကျော်စွာဟာရှက်လွန်းလို့နောင်တရလွန်းလို့သည်တားမျက်နာကိုမကြည့်ရဲပဲခေါင်းကိုငုံချလိုက်ပြီးရှိုက်ကြီးတငင်ငိုကြွေးပါတော့တဲမောင်ထမင်းစားပါဦးလို့တီတာကတီငင်အေးစေးတဲ့အတန်လေးနဲ့ပြောလိုက်ပါတဲတီတာရင်ထဲမှာဒေါသတွေ့နာကြီးမှုတွေမရှိတော့ပါဘူးသူမဟာတရားတော်တွေ့ရဲ့အဆုံးအမကြောင့်အရာကိုခွင့်လွတ်နိုင်ခဲ့ပါပြီကျော်စွာဟာမြေကြီးပေါ်မှာဒူးထောက်ပြီးတီတာငါကိုခွင့်လွတ်ပါတော့ငါမင်းအပေါ်တင်မကပဲငါရဲ့မိဘတွေအပေါ်မှာပါပြစ်မှားခဲ့တဲ့အကုသိုလ်ကံတွေကအခုငါကိုပြန်ပြီးအပြစ်ပေးနေတာပါလို့မျက်ရည်ဆက်လက်နဲ့တောင်းပန်ရှာပါတယ်တီတာကကြော်စွာကိုထမင်းကျွေးပြီးဝတ်ဖို့အဝတ်စားတစ်တွေပေးခဲ့ပါတယ်ဒါပေမဲ့ကြော်စွာဟာသူ့ရဲ့အကုသိုလ်ကံတွေကိုစေးကြောချင်တာကြောင့်ရွာဦးကျောင်းဆရာတော်ကြီးထံမာသာသနာပေါင်းတို့ဝင်ရောက်ပြီးယဟန်ဝတ်ကသူ့ရဲ့နောက်ဆုံးအချိန်တွေကိုဖျားတရားနဲ့ပဲစေးကြောသွားခဲ့ပါတော့တယ်ချစ်ပရိသတ်ကြီးရှင်ဒါဟာငွေမက်ပြီးတစ္ဆာဖောက်ခဲ့တဲ့လူတစ်ယောက်ရဲ့ဖြစ်ရမှန်ကံကြမ္မာဇလန်းပဲဖြစ်ပါတဲကံတရားဆိုတာချက်ချင်းအကျိုးမပေးသေးပေမဲ့အချိန်တန်ရင်တော့ပြုလုပ်ခဲ့တဲ့ကံအတိုင်းမလွဲမသွေပြန်လဲခံစားရမှာဖြစ်ပါတယ်မိမိတို့ရဲ့ဘဝမှာအကုသိုလ်ကံတွေကိုရှောင်ကျဉ်ပြီးကုသိုလ်ကံတွေကိုယ်သာစီးပူးနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ယခုဗီဒီယိုလေးကိုသဘောကျဆိုရင် like နဲ့ subscribe လုပ်ပြီးမိတ်ဆွေတို့ကိုမျှဝေပေးခြင်းဖြင့်ကုသိုလ်ယူနိုင်ကြပါစေရှင်အားလုံးပဲစိတ်အေးချမ်းသာရှိကြပါစေ